စပါပြီမိန်းကလေးတွေအများဆုံးကြိုက်တဲ့တရေစာကြောက်မယ်နော်မြမရိုးရာမုတ်လက်ဖက်တရိษံဥယျာဉ်လို့ပြောလိုက်တာဘယ်တရိษံမြင်လဲစင်လက်ဖက်ဆိုင်မှာရနိုင်တဲ့အစားအစာအီကြကွေးပြင်ပါရှိလဲကြောက်မယ်ဟောတကြံဆိုတာနဲ့ဘာတွေကိုအရင်ဆုံးပြည့်မြင်လဲရေပတ်တာမိန်းကလေးတွေအများဆုံးကြိုက်တဲ့တရေစာတီးစုံလက်ဖက်ဆိုင်မှာရနိုင်တဲ့အစားအစာအီကြကွေးပြင်ပါရှိလဲကဲအမှတ်တွေကြည့်မယ်ပထမဆုံးမိန်းကလေးတွေအများဆုံးကြိုက်တဲ့တရေစာတဲ့ဟာအမြန်မေးရတယ်ဗျာတီးစုံအချင်းတော့မှာတီးစုံချင်းတော့ကဲတီးစုံဆိုရင်ဘယ်နှမှတ်တော့၄မှတ်စရပါပြီမြမရိုးရာမုံဆိုတော့လက်ဖက်โอเคဘယ်နှမှတ်လဲဟာဖြေမဲ့သူမရှိဘူးတရိษံဥယျာဉ်လို့ပြောလိုက်တာဘယ်တရိษံကိုအရင်ဆုံးပြင်းမြင်လဲစင်โอเคဘယ်နှမှတ်လဲ16လက်ဖက်ဆိုင်မှာရနိုင်တဲ့အစားအစာအီကြကွေးအပြင်ပါရှိလဲစမူစာကဲဘယ်နှမှတ်လဲဟုတ်ပြီလက်ဖက်ဆိုင်မှာလက်ဖက်ရည်လို့ပြောလိုက်တာမဟုတ်ဘူးတကြံဆိုတာနဲ့ဘာတွေအရင်ဆုံးပြင်းမြင်လဲရေပိုက်ဘယ်နှမှတ်လဲဟုတ်ပြီဗျ48မှတ်ရတယ်မရကြီးပါကဲနောက်ထပ်တစ်ယောက်အစွမ်းပြမယ်ဗျကဲဖုံးမင်းနေလားဖိတ်ပါတယ်ဟုတ်ပြီကဲဒီဆရာကြီးကတော့အန်ဒီခင်စာကြီးကျော်ရဲ့သားဖြစ်ပါတယ်ဟုတ်ပြီနည်းနည်းဟိုဘက်တွေတိုးပါအောင်တက်တယ်ကြည့်ပြီးတော့ပြေးမယ်နော်ဟုတ်ပြီစက္ကန့်30ရတယ်ပထမတစ်ယောက်ဖြည့်တဲ့အဖြေသွားပြီးတော့ဖြည့်မယ်ဆိုကွန်ပျူတာអော်လိုက်မယ်နော်ကြော်ခိုင်းလို့လည်းရတယ်โอเคကဲ big manager box question စပါပြီမိန်းကလေးတွေအများဆုံးကြိုက်တဲ့တရေစာခြေတော့မြမရိုးရာမုံလို့ပြောလိုက်တာဘယ်မုံနောက်တစ်ခုဖြည့်ထုံးမဟုတ်ပြီတရိษံဥယျာဉ်လို့ပြောလိုက်တာဘယ်တရိษံမြင်လဲလက်ဖက်ဆိုင်မှာရနိုင်တဲ့အစားအစာကအီကြကွေးပြင်ပါရှိတယ်တကြံဆိုတာနဲ့ဘာကိုမြင်လဲโอเคပြီးတာပဲအမှတ်ကြည့်မယ်ကဲအရင်ဆုံးဘယ်ဘက်ကိုတစ်ချက်ရွှိုက်လဲပေါ့နော်ဟိုမှာဆရာကြီးတီးစုံလက်ပတ်တဲ့စင်စမှုစာရေပိုက်တယ်သူခြေလာရုပ်တစ်လုံးတော့ကြိုက်တယ်မိန်းကလေးတွေအများဆုံးကြိုက်တဲ့တရေစာဆိုတော့တဲ့ဘာကြီးအချင်းတော့ကဲဘယ်နှမရမလဲဗျပရိသတ်နဲ့ဘယ်လောက်တူမလဲဟုတ်တယ်ဟာနေဒါသီးတို့ဘာလို့ဖြေရင်လဲရတယ်နော်โอเคကဲမြမရိုးရမဟုတ်ထုံးမဒါဖြေလိုက်တယ်ထုံးမဟုတ်ပြီကဲထုံးမဆိုဘယ်နှမလဲโอเคတရိษံဥယျာဉ်တို့ပြောလိုက်တယ်ဘယ်တရိษံမြင်လဲတဲ့ကြာဟုတ်ပြီဗျာမြောက်တွေတော့များပေါ်တာဟိုမြောက်မဖြေဘူးကြာဆိုဘယ်နှမတော့မင်းဆိုတော့ဘူးလားဟုတ်မလို့လက်ဖက်ရည်ဆိုင်မှာရနေတဲ့အစားအစာအီကြကွေးပြင်ပါရှိလေတဲ့လက်ဖက်ရည်ပေါ့ကဲဘယ်တော့မှလဲပေါက်စီရရှိတယ်တကြံဆိုတာနဲ့ဘာတွေအရင်ဆုံးပြင်းမြင်လဲရေကဲဘယ်တော့မှလဲဟုတ်ပြီရှင်းနေရတယ်ဒီမှာနေတော့ရေပတ်ဘတော့ပန်းလို့ဖြေကြတယ်အများဆုံးကနော်ဟုတ်ပြီကျန်တဲ့သုံးတော့ဒီဘက်လာပါကဲပြည်သူများခင်ဗျာအခုဆိုရင်တော့လက်ရှိချန်ပီယံ Big Boss 114မှတ်တောင်ရတယ်အဲ့ဒီအတွက်ကျွန်တော်1000နဲ့မြောက်ပြီးစုချင်းဝင်ပေးမှဖြစ်တဲ့အတွက်3,14000ပိုင်ဆိုင်ပါတယ်ဟုတ်ပြီစိတ်ဝင်စားစရာကောင်းတာတော့ဒီအဖွဲ့ကိုဘယ်သူတွေစိတ်ခေါ်မလဲပေါ့နော်ပြီးတော့သူတို့ရဲ့ကြံရှိနေတဲ့အရေးချင်းတွေထုတ်ပြဖို့အတွက်ဘာမေးခွန်းတွေလာအောင်မလဲဆိုတာပြည်သူကြီးမသိချင်ဘူးလားအဲ့တော့နောက်တစ်ခေါက်ပြိုင်ပွဲမှာထပ်မံပြီးတော့အားပေးပါလို့တောင်းဆိုချင်ပါတယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ